ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အတွက်မြန်မာစစ်တပ်မှာလုံလောက်တဲ့အခြေအနေမရှိသေးဘူး။ဘာကြောင့်မရှိသေးလဲဆိုတာကျွန်တော်အင်ဒိုနီးရှားတန်တမန်နဲ့ကျွန်တော်အချိတ်ဆက်ရပါတယ်လွန်ခဲ့တဲ့2ပတ်ကပါသူတို့နေပြည်တော်မှာလှုပ်ခဲ့တဲ့အစည်းအဝေး2ခုကိုအင်ဒိုနီးရှားတန်တမန်တွေတွားတက်တယ်တွားတက်တော့အင်ဒိုနီးရှားတန်တမန်တွေလေးလာစုံစမ်းရသမျှအထဲကအချို့ကိုကျွန်တော်ကိုပြောပြတာရှိပါတယ်ဟိုအင်ဒိုနီးရှားတန်တမန်တွေကလည်းအခုဗမာပြည်မှာလှုပ်ရှားရတာတော်တော်ကိုအခက်ခဲရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗိုလ်မင်းအောင်လှိုင်ဒီရခိုင်ဒေသမှာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တာကိုတရားစွဲဆိုဖို့အတွက်အင်ဒိုနီးရှားနိုင်ငံမှာအမှုဖွင့်တာကိုလက်ခံလိုက်တဲ့အတွက်အင်ဒိုနီးရှားတန်တမန်တွေမြန်မာနိုင်ငံအတွင်းထဲမှာအင်ဒိုနီးရှားတန်ယုံရဲ့လှုပ်ရှားမှုတွေအားလုံးအသေးစိတ်စောင့်ကြည့်ခံရတာဒီနဲ့တချို့ကိစ္စတွေမှာဘေးဖယ်ကျင်ထုတ်ခံရတာတွေလည်းရှိတယ်လို့ကျွန်တော်သိရတယ်ဆိုတော့အဲ့အင်ဒိုနီးရှားတန်တမန်တချို့ကကျွန်တော်ကိုပြောပြတဲ့သတင်းလေးကိုလည်းကျွန်တော်ဒါကိုရှယ်မြလိုက်ချင်တယ်သူတို့ကရွေးကောက်ပွဲမှာမဲလိမ်တယ်ပေါ့ဗျာမဲခိုးတယ်ပေါ့ဗျာအဲ့ဒီလိုအခြေအနေမျိုးနဲ့ဒီအာဏာကိုအကြောင်းပြပြီးတော့အာဏာယူခဲ့တယ်ကျွန်တော်အစတည်းကပြောတယ်ဒီစစ်တပ်ဆိုတာအကြောင်းရင်းရှာပြီးအာဏာသိမ်းရတယ်ခင်ဗျားတို့အကြောင်းရင်းအရှာမခံနဲ့ကျွန်တော်ပြောခဲ့တယ် reason တစ်ခုခုနဲ့ပေါ့ဗျာသူက coup date လောက်ရတယ် coup date အဲ့လိုလောက်ရတယ်ဆိုတော့အဲ့ဒီတော့ကျွန်တော်တော့ဒီ NLD ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေနဲ့စကားပြောနေတာလည်းမဟုတ်တဲ့အတွက်ကျွန်တော်မသိဘူးအဲ့ဒီဖြစ်တဲ့အချိန်ကတော့ဒီ lobby တွေအခုအမေရိကန်ကိုရောက်ပြီးငွေလိမ်ပြီးတော့အိမ်ဝယ်ခြံဝယ်တွေပေါ့ဗျာနော်ဆိုတော့အဲ့ဒီ lobby တွေကတိန်းချိန်အမိုက်သိန်းတို့ဘာလို့ပေါ့ဗျာအဲ့လိုပြောနေကြတဲ့အချိန်မှာကျွန်တော်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းရွေးကောက်ပွဲကော်မရှင်ရဲ့အတွင်းရေးမှူးဦးမြင့်နိုင်ကကျွန်တော်ထောင်ချခဲ့တာ88မှာကျွန်တော်ရဲ့ထောင်ချအောင်ဆွဲချခဲ့တဲ့စစ်ခုံရုံးမှာအစိုးရဆွဲချအဖြစ်နဲ့တာဝန်ယူခဲ့တဲ့ကောင်ဒါကျွန်တော်အမှန်တိုင်းပဲကျွန်တော်ဖြတ်တန်းခဲ့ရတဲ့ဥစ္စာကိုပြောပြတာဆိုတော့ဒီကောင်တွေက double agent တွေ two face တွေဖြစ်နေတယ်ဆိုတာကိုကျွန်တော်သိလို့ကျွန်တော်ကအသေးချာအဲ့ဒီအချိန်မှာလှသိန်းနဲ့မြင့်နိုင်မင်းတို့ဘုံမိခင်နေပြီးတတိုင်းပြည်လုံးမီးလောင်လိမ့်မယ်ဆိုတော့အချိန်ချင်းကျွန်တော်ပြောခဲ့တယ်အဲ့တော့ကျွန်တော်သတင်းတွေကိုကြည့်ရှုရတဲ့လူတွေအားလုံးလည်းမြင်ခဲ့ကောင်းမြင်ဘူးပါလိမ့်မယ်ကျွန်တော်ပြောချင်တဲ့အခုအကြောင်းအရာကဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်မလွှတ်ပေးသေးလဲတမ္ပရဦးဝင်းမြင့်ကိုခုနကလွန်ခဲ့တဲ့15မိနစ်ကရလာတဲ့သတင်းအရာလွတ်ပေးလိုက်ပြီလို့ကျွန်တော်ရရှိတယ်ဆိုတော့ကျွန်တော်ပေးချင်တဲ့ message ကဒေါ်အောင်ဆန်းစုကြည်နဲ့တမ္ပရဦးဝင်းမြင့်ကိုဘယ်တော့လွတ်မှလဲလို့အင်ဒိုနီးရှားတန်ယုံကနေပြီးတော့အစည်းအဝေးတစ်ခုမှာမေးခဲ့တယ်ခဏလေးနော်ဆိုတော့ဘာကြောင့်မလွတ်ပေးတာသေးလဲလို့သူတို့မေးတာမဟုတ်ဘယ်တော့လွတ်မလဲလို့မေးတာအထူးသဖြင့်ပေါ့ဗျာအရန်အာချောင်နဲ့ဘူးလက်လှဆွေကသူတို့ကိုပြောခဲ့တာကတော့ please hope တဲ့သူတက်တဲ့အင်္ဂလိပ်ဘာသာစကားနဲ့သူပြောခဲ့တယ်လို့ဆိုတယ်ကျေးဇူးပြုပြီးမျှော်လင့်လိုက်ပေါ့ကွာလို့ဘူးလက်လှဆွေကပြောတယ်တဲ့ဒါအင်ဒိုနီးရှားတန်တမန်တဦးကကျွန်တော်ပြောပြတာဆိုတော့ဟုတ်ပြီအဲ့ဒါနဲ့ကျွန်တော်က
မချင်တတ်ဘူးဗျာဒီကိစ္စကိုကျွန်တော်ထပ်ပြီးတော့နည်းနည်းသိကျင်လို့ကျွန်တော်နှိုက်မယ်ဆိုကျွန်တော်လိုက်နှိုက်လိုက်တော့ကျွန်တော်ဘာရလဲဆိုတော့အခုအသစ်ဆက်ဖြစ်လာတဲ့အရင်တော့ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံအခုနိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုပြီးတော့အဲ့ဒီကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတော့ဦးဝင်းမြင့်ကိုတော့လွှတ်ပေးလို့မရသေးဘူးလို့ဆုံးဖြတ်ခဲ့ကြဒါပေမဲ့အဲ့ဒီမှာကန့်ကွက်ကြတဲ့သူကတော့88ကရဲဘော်တယောက်ပါတာကိုကျွန်တော်တွေ့ရဆိုတော့ဒါနဲ့ကျွန်တော်ကဘာကြောင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုမလွတ်ပေးရတာလဲလို့ကျွန်တော်မေးတယ်ခင်ဗျားတို့လက်ထဲမှာအာဏာလဲရောက်ပြီးခင်ဗျားတို့အစိုးရလဲဖွဲ့နေပြီတော့အစိုးရအဖွဲ့အစည်းလဲဖြစ်နေပြီပေါ့ဗျာဘာကြောင့်ခင်ဗျားတို့မလွတ်ပေးရတာလဲဆိုတော့ကုလသမဂ္ဂက4လတစ်ကြိမ်ကြီးညာတဲ့နိုင်ငံတော်အကြီးအကဲဒီတရားဝင်နိုင်ငံတစ်ခုကိုဥဆောင်နေတဲ့အကြီးအကဲမှာတမရဦးဝင်းမြင့်နဲ့နိုင်ငံသားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံဆိုပြီးတော့ဒီလိုပဲဆက်ပြထမ်းထားတဲ့အတွက်ဒီလူနှစ်ယောက်ကိုလွှတ်လိုက်ရင်နိုင်ငံကြီးက political crisis ဖြစ်လာနိုင်တယ်ဆိုတဲ့အယူဆမျိုးကိုအခုဥက္ကဋ္ဌစစ်ကောင်းဆောင်စိုးဝင်းဦးဆောင်တဲ့ဒီနိုင်ငံတော်အတိုင်ပင်ခံကောင်စီကအဲ့လိုစဉ်းစားတာကို88ကရဲဘော်တယောက်ကကန့်ကွက်ခဲ့တယ်ရွေးကောက်ပွဲလည်းလုပ်ပြီးပြီအစိုးရလည်းဖွဲ့ပြီးပြီကုလသမဂ္ဂလက်ခံအောင်ကိုယ့်အလုပ်ကိုလုပ်ကြရမှာလို့သူကပြောဆိုတယ်လို့ကျွန်တော်သိရတယ်နော်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အသက်အရွယ်ရရောအခြေအနေရရောနိုင်ငံသူနိုင်ငံသားတွေရဲ့အနာဂတ်အတွက်ရောနိုင်ငံတကာပိတ်ဆို့မှုတွေကနေပြီးတော့အတော်တန်ချောင်းလဲအဆင်ပြေလာဖို့ရောဒီအချိန်မှာရိုးရာအရာရောယဉ်ကျေးမှုအရာရောဒါတွေအားလုံးကိုလိုက်နာဆောင်ရွက်ပြီးတော့လေ့လာပြီးတော့အကဲဖြတ်ပြီးတော့လွှတ်ပေးတဲ့တယ်လို့88ကပါဝင်နေတဲ့ရဲဘော်တယောက်ကနိုင်ငံတော်အတိုင်ပင်ခံကောင်စီလို့အခုသူတို့ဖွဲ့ထားတဲ့အဖွဲ့တွေကရဲဘော်တယောက်ကတော့အဲ့လိုပြောတယ်လို့ကျွန်တော်သိရကုလသမဂ္ဂကလက်ရှိတရားဝင်လက်ခံထားတာကသမ္မတကဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံကောင်စီနိုင်ငံတော်အတိုင်ပင်ခံနဲ့နိုင်ငံသားရေးဝန်ကြီးကတော့ဒေါ်အောင်ဆန်းစုကြည်ဒါကုလသမဂ္ဂမှာရှိနေတဲ့လက်ရှိကြေညာထားတာဒါပေမဲ့ဒီဥစ္စာဘယ်မှာအဆုံးသတ်မလဲလို့မေးရင်လာမယ့်စက်တင်ဘာမှအဆုံးသတ်မယ်ဘာကြောင့်မြန်မာနိုင်ငံကိုစက်တင်ဘာလမှာအဆုံးသတ်ဖို့စဉ်းစားကြမလဲဆိုတော့အာဖဂန်နစ္စတန်နဲ့မြန်မာမတူပါဘူးအာဖဂန်နစ္စတန်ကအစိုးရတာလုပ်လိုက်တယ်ရွေးကောက်ပွဲလုပ်ပြီးတော့လုပ်တဲ့အစိုးရမဟုတ်ဘူးမင်းအောင်လှိုင်ကတော့အာဏာယူလိုက်တယ်ရွေးကောက်ပွဲကိုကလိန်ကကျစ်ဘောင်းဆောင်ပဲဖြစ်ဖြစ်ဘလို့လိန်လေတာပဲဖြစ်ဖြစ်ဘလို့ချုပ်ကင်တာပဲဖြစ်ဖြစ်ဘဲလို့လက်ဘင်းညှစ်တာပဲဖြစ်ဖြစ်ရွေးကောက်ပွဲတစ်ခုဖြစ်အောင်သူလုပ်လိုက်တယ်အဲ့ဒီနှစ်ခုကွာခြားတယ်ပြီးတော့သူအစိုးရဖွဲ့ပြဆိုတော့လာမယ့်စက်တင်ဘာလမှာကုလသမဂ္ဂမှာ Credential Committee ကအခုမြန်မာစစ်အစိုးရကဘောင်းဘီကနေပြီးတော့နော်ချွတ်လိုက်ပြီးတော့အရက်ဝတ်ပစိုးပြောင်းသွားတဲ့ဗိုလ်မင်းအောင်လှိုင်တို့ကိုအတိမတ်ပြုခြင်းမပြုခြင်းဟာဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုတန်ခင်းတမန်ခင်းအရာရောနိုင်ငံရေးအရာရောနိုင်ငံတကာလက်ခံနိုင်အောင်ကစားပြရတော့မယ်အခြေအနေကိုရောက်လာတဲ့အတွက်ဦးဝင်းမြင့်ကိုလွန်ခဲ့တဲ့15မိနစ်ကျွန်တော်ရတဲ့သတင်းကတော့လွှတ်ပေးလိုက်တယ်ဆိုတာကနိုင်ငံတကာလက်ခံလာအောင်ဦးဝင်းမြင့်ကငါတံမရလည်းမဟုတ်တော့ပါဘူးငါအေးအေးဆေးအနားယူပါတော့မယ်ဆိုတဲ့အခြေအနေမျိုးရှိခဲ့ရင်တော့တမျိုးပေါ့ဗျာလက်ရှိကုလသမဂ္ဂကတရားဝင်အသိမှတ်ပြုထားတဲ့
တမ္မရတယောက်ဟာကျွန်တော်ဘာမှမဟုတ်တော့ပါဘူးလို့ထုတ်ပြောပါမလားအဲ့လိုထုတ်မပြောခဲ့နိုင်ဘူးဆိုရင်တော့ဦးဝင်းမြင့်ကိုပြန်ဖမ်းပါလားဒါမှမဟုတ်ရင်လည်းဘုံမင်းအောင်လှိုင်ကတမ္မရအဖြစ်ကနေဆင်းပေးမှာလားဒါမှမဟုတ်ရင်လည်းကဲဗျာခင်ဗျားကိုတမ္မရအကြံပေးဖြစ်ကျွန်တော်ခန့်မယ်ဆိုရင်ရောဦးဝင်းမြင့်ကလက်ခံမလားတော်တော်ရှုပ်ထွေးတယ်ဗျာဒါကုလသမဂ္ဂမှာလက်ရှိခင်ဗျားတို့ကုလသမဂ္ဂ website ရဲ့မြန်မာနိုင်ငံ UN ကိုခင်ဗျားတို့ရိုက်အဲ့ဒီမှာ search မှာမြန်မာဆိုပြီးရိုက်ထည့်လိုက်ရှာလိုက်တာနဲ့တမ္မရကဦးဝင်းမြင့်နိုင်ငံသားရေးဝန်ကြီးကဒေါ်အောင်ဆန်းစုကြည်ဒါပဲရှိသေးတယ်ဆိုတော့ဦးဝင်းမြင့်ကဘုံမင်းအောင်လှိုင်တို့ကသွားပြီးတော့ဟာကျွန်တော်တို့ဒါလုပ်ပြရစီဗျာကျွန်တော်တို့လက်ခံပါဗျာအဲ့ဒါဆိုလဲကဲမောင်ရင်တို့လှုပ်ကြကွာဆိုပြီးတော့ခွင့်ပြုလိုက်မှလားဒါကတော့ကျွန်တော်အတွက်အဖြေမရှင်းပါဘူးဦးဝင်းမြင့်လွန်ခဲ့တဲ့15မိနစ်ကလွတ်သွားပြီဆိုတဲ့သတင်းပေါ်ပေါက်လာလို့ပြောတာမလွတ်သေးဘူးဆိုရင်တော့မင်းအောင်လှိုင်တို့အကွက်ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုနေရာတစ်ခုကိုပြောင်းရွှေ့မယ်ဘာဖြစ်လို့လဲဆိုတော့အခုဧပြီလအကုန်မှာအမေရိကန်နိုင်ငံရဲ့ဒုနိုင်ငံသားရေးဝန်ကြီးမြန်မာနိုင်ငံကိုလာပြီးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစကားပြောချင်တယ်ဆိုတဲ့ခီးစဉ်ရှိတယ်အဲ့ဒီခီးစဉ်အတွက်အမေရိကန်နိုင်ငံသားရေးဒုဝန်ကြီးနေထိုင်မဲ့တဲခိုမဲ့နေရာတွေအားလုံးကိုလုံခြုံရေးရကိုနှစ်ဖက်နိုင်ငံပူးပေါင်းတိဆောက်လုံခြုံရေးယူဖို့အစီအစဉ်တွေကိုပါဆွဲနေတဲ့အတွက်ကျွန်တော်ကရုံးဝန်ထမ်းမောင်တယောက်မို့လို့ကျွန်တော်သိတာโอเคဆိုတော့ဒါကျွန်တော်ပေးခြင်းတဲ့ message ကအမေရိကန်လာတော့ရောဒေါ်အောင်ဆန်းစုကြည်လွတ်မှာလားလို့ခင်ဗျားတို့မေးရင်လည်းမလွတ်ဘူးဘာဖြစ်လို့ဆိုဒီအစီအစဉ်အားလုံးကိုတရုတ်ကလှုပ်ထားတဲ့အစီအစဉ်ဗျာတရုတ်ကလွတ်ပေးလိုက်ဆိုလွတ်တယ်ဗျာမလွတ်လဲဆိုမလွတ်ဘူးဗျာဘာကြောင့်တရုတ်ကလွတ်ပေးလိုက်ဆိုတရုတ်နာကျင်သွားတဲ့အကွက်၃ကွက်ရှိတယ်လေရခိုင်နဲ့ပတ်သက်လို့ကြောက်ဖြူရည်နဲ့စိုက်ကံ30-80မှာဒေါ်အောင်ဆန်းစုကြည်တက်လာတဲ့အခါကျတော့50-50ဖြစ်အောင်လုပ်ခဲ့လို့လေဒါတစ်အချက်လေဟုတ်တယ်မလားနှစ်ချက်မြစ်ဆုံကိစ္စလေမြစ်ဆုံကိစ္စကိုတရုတ်တက်လာရင်အားလုံးဖွင့်ချပြီးတော့ပြောမယ်ဆိုပြီးတော့လူထုကိုပြောခဲ့ပေမဲ့မဖွင့်ချတော့ညာလဲပဲတရုတ်ရှေ့ကိုဆက်တိုးလို့မရခဲ့ဘူးလေနော်သဘာဝဗေဒ ecology engineer တွေနဲ့အရင်ဆုံးစစ်တမ်းထုတ်အဖြေရှာဖို့အတွက်ဆောင်ရွက်ပါမယ်ဆိုတော့ကျွန်တော်တရုတ်ပြည်ရောက်နေတဲ့အချိန်မှာပဲဒေါ်အောင်ဆန်းစုကြည်တရုတ်ပြည်ကိုသွားတဲ့အချိန်ယူနန်အုတ်ချုပ်ရည်မှုဝမ်ကြောက်ထိုင်လို့ခေါ်တယ်မှတ်ထားအောင်ဝမ်ကြောက်ထိုင်သူ့နာမည်ဝမ်ကြောက်ထိုင်နဲ့စကားပြောတဲ့သတင်းနဲ့ပတ်သက်ပြီး New Watch Journal မှာခဲလီသမျှတဲရီကြခဲ့ရပါပြီပေါက်ဖော်ရဲဆိုတော့ရေးခဲ့တာကျွန်တော်ဗျာကလောင်နာမည်ကတော့တစ္ဆာချိုဆိုတဲ့နာမည်နဲ့ကျွန်တော်ရေးခဲ့တာခင်ဗျားတို့ဗမာနိုင်ငံနဲ့ New Watch Journal မှာ New Watch Journal မှာကျွန်တော်ရေးခဲ့တာတရုတ်ကအပိုင်ကင်လို့ရပြီဆိုပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကဒါကိုနိုင်ငံတကာ protocol တွေနဲ့သဘာဝပတ်ဝန်းကျင်အမြင်ရှုထောင့်တွေအားလုံးလက်ခံနိုင်မဲ့ ecology engineer ရဲ့ research တွေနဲ့ကျမတို့ဆောင်ရွက်ပြီးတော့ဒီဥစ္စာကိုအကောင့်ထဲပေါ်ပါမယ်ဆိုတာကိုတရုတ်ကတော်တော် ugly ဆန်ခဲ့တယ်လို့ကျွန်တော်ပြောနိုင်တယ်အဲ့ဒါတရုတ်ရှေ့ဆက်တိုးလို့မရတဲ့အရာနံပါတ်2နံပါတ်3ကတော့ဒေါ်အောင်ဆန်းစုကြည်ဟာအမှန်တော့ဒီ2020ရွေးကောက်ပွဲကို NLD အားပေးတဲ့နေရာတွေမှာရွေးပြီးတော့တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားခေါင်းဆောင်တွေကိုဆွဲထုတ်ပြီးညွန်ပေါင်းအစိုးရအဖြစ်နဲ့တရုတ်ကိုလည်းတောက်ခံနိုင်အောင်သွားရမယ်အစားအားလုံးကိုနေရာတိုင်းမှာအနိုင်ရအောင်ယူပြီးတော့မှငါအောက်ကိုဝင်ရမယ်ဆိုတဲ့အခြေအနေမျိုးကိုဆောင်ရွက်ခဲ့တဲ့အတွက်အဲ့ဒီမှာအချို့သောတိုင်းရင်းသားပါတီတွေအချို့သောကြန့်ခိုင်ရေးနဲ့မိတ်ဖက်ပါတီတွေရဲ့မကျေနပ်မှုတွေဆန့်ကျင်မှုတွေအများကြီးကိုကြုံတွေ့ခဲ့ရတဲ့အတွက်ဒါကိုတရုတ်ကအခွင့်ကောင်းရသွားတယ်လို့ကျွန်တော်ပြောနိုင်တယ်ကျွန်တော်နိုင်ငံရေးစကားပြောတာနော်အခုကဆိုတော့
ဒေါအောင်ဆန်းစုကြည်ရဲ့အားသာချက်အားနည်းချက်တွေကိုလည်းကျွန်တော်ပြောပြတယ်ခုနအားသာချက်နှစ်ချက်ကိုလည်းကျွန်တော်ပြောတယ်ဆိုတော့အခုဒေါအောင်ဆန်းစုကြည်ရောဦးဝင်းမြင့်ကောဟာကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကလက်ရှိကိုတရားဝင်ယာဒူးအဖြစ်နဲ့လက်ခံထားတဲ့နိုင်ငံခေါင်းဆောင်တွေဖြစ်နေတယ်ဒါဆိုရင်သူတို့နှစ်ယောက်အပြင်ကိုအခုတမ္ပရဦးဝင်းမြင့်ကိုထုတ်ပေးလိုက်တယ်ဆိုတာမင်းအောင်လှိုင်ကလာမဲ့အာဆီယံအစည်းအဝေးကိုတမ္ပရအဖြစ်နဲ့တွားတက်ချင်လို့ထုတ်ပေးလိုက်တာပါဒေါအောင်ဆန်းစုကြည်ပါမလာခဲ့ဘူးရှင်းပြောရင်တော့ဗျာပြန်ပေးကိုဆွဲထားတယ်နှစ်ယောက်ဆွဲထားရင်တစ်ယောက်လွှတ်ပေးလိုက်တယ်တစ်ယောက်ကိုတော့ဆက်ပြီးတော့ထိန်းထားတဲ့သဘောပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုရန်ကုန်က54ချန်မဟုတ်ဘူးလို့တော့ကျွန်တော်သိရတယ်တနေရာကိုပို့ဆောင်ပြီးတော့နေအိမ်ကျယ်ချုပ်ထားပြီးတော့နိုင်ငံတကာတန်တမန်တွေနဲ့ပြန်လည်တွေ့ဆုံပြီးတော့မြန်မာနိုင်ငံရေးကိစ္စများကိုဆောင်ရွက်ရန်ရှိတယ်ဆိုတဲ့အခြေအနေကိုတော့ကျွန်တော်သိရပါတယ်ဟုတ်ပြီဒီထဲထဲမှာကျွန်တော်မပြောသွားတာကျွန်တော် NUG အကြောင်းဘသူအကြောင်းကျွန်တော်ဘာမှမပြောသွားဘူးဆိုတော့NUG ကိုလည်းကျွန်တော်မသိချင်ဘူးဗျာကဲရှင်းရောဗျာဘာလို့တခိုးကြဘိုးလူလိန်ဖာတဲ့ဖာကောင်းအောက်တန်းစားကလေးကချီကဝနော်အချောက်လင်3-4ယောက်ယူတဲ့ကောင်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းတစ်ခုဒီလောက်ဆိုရပြီဒါဆိုရင်ဒီမှာတူတုတ်နဲ့ဖြတ်လိုက်အောင်အမေရိကန်တကယ်ကူညီမှာလားဒုတိယနိုင်ငံသားရေးဝန်ကြီးကမကူညီပါဘူးဗျာမကူညီပါဘူးကျွန်တော်သိပါကျွန်တော်အဲ့အတွက်လည်းရင်းနာပါရှင်းပြောရင်တရုတ်ကိုရှေ့တိုးနောက်ဆုတ်ဟိုပုံးကိုတွန်းလိုက်ဒီပုံးကိုဆုတ်လိုက်သွားလုတဲ့သဘောပါပဲလို့ပြောရင်းနဲ့ဘိုင်ဒန်လည်းခမားတို့ကိုလိန်ခဲ့ပါတယ်လို့ပြောရင်းနဲ့ဒီနေရာမှာအဆုံးသတ်လိုက်ကြအောင်အားလုံးနှစ်သက်ကူမှာပျော်ရွှင်ကြပါစေကျမ်းမာကြပါစေဘေးကင်းကြပါစေဖွံ့ဖြိုးအောင်မြင်တိုးတက်ပြီးဘေးပတ်ဝန်းကျင်နိုင်ငံတွေတခင်ဖြစ်ပြီးမြန်မာနိုင်ငံကျွန်ဖြစ်နေရတဲ့ဘဝကလွတ်မြောက်ကြပါစေဗျာကိုရှယ်လေးပါတာလီစွာပါမင်္ဂလာပါမိုင်းဆုံခပါမငေးတော့အောင်ပါခင်ဗျာ